မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်မှနှုတ်ခွန်းဆက်စကားပြောကြားပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ရှင်ကျွန်တော်ရဲ့ပြည်တော်စုနဲ့ခန္ဓာကိုကြွားရောက်လာတဲ့အဲ့ဒီအားလုံးကိုကျွန်တော်ကြိုးပမ်းပါတယ်။ဒါပြီးတော့ကျွန်တော်အားပေးတယ်ကျေးဇူးတင်ပါတယ်။ဒီနေ့ပြည်တော်စုနဲ့မိဘကိုကျမကိုပြင်တိုင်းသားလူငယ်တယောက်ပြောခဲ့တဲ့စကားနဲ့ကျမစပြီမှာဒီလူငယ်ကဘယ်လိုပြောခဲ့လဲဆိုတော့နိုင်ငံခြားမှာရောက်နေတဲ့ဗမာတွေလေ့လာတဲ့အခါကျတော့တတိထားမိတယ်။ညာအဲဒီဗမာတွေဟာဗမာဆိုမြန်မာနိုင်ငံလူနိုင်ငံသားအားလုံးကိုဆိုတာဖြစ်ပါတယ်။မြန်မာနိုင်ငံလူနိုင်ငံသားတွေဟာတဲ့အသက်အစားတွေနဲ့ရင်ဆိုင်ရတဲ့အခါကျလို့ရှိရင်လူရဲကံရဲမရှိဘူးဆိုတော့ပြောတော့အဲ့တော့ဒါကိုကျွန်မစဉ်းစားလိုက်တာဘာဖြစ်လို့ဒီလိုလူရဲကံရဲမရှိတာလဲဆိုတာဟာကိုမတွေ့ကြုံဘူးတဲ့ကိစ္စတွေကိုကံကြွယ်ရတဲ့အခါကျလို့ရှိရင်ပြဿနာတွေတက်မှာအဆင်မပြေမှာရှုံးနေမှာအဲ့ဒါတွေကိုစိုးရုံပြီးတော့မဖြစ်မြောက်တာမလုပ်ရဲတာလို့ကျွန်မထင်ပါတယ်တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်လူတွေရှုံးနိုင်တယ်ဆိုတာရှုံးနိုင်ခြင်းကိုကြောက်လို့ကိုယ်လုပ်ကလေးကပြိတ္တခိုင်ခိုင်မာမာနဲ့မလုပ်လို့လည်းဖြစ်တယ်။အရင်64ခုနှစ်64နှစ်တုန်းကဆိုလို့ရှိရင်ကျမတို့ရဲ့မျိုးသားကောင်းဆောင်ကြီးများတိုင်းရင်းသားကောင်းဆောင်ကြီးများဟာအဆန်းအသစ်ဖြစ်တဲ့ပြည်တော်စုဆိုတဲ့ကိစ္စကိုအားလုံးတိုက်တွဲပြီးလုပ်မယ်ဆိုတော့ဆုံးဖြတ်လိုက်။ဒီသစ္စာနဲ့အတွေးခေါ်ဖို့မိမိရဆုတ်ကိုင်ပြီးတော့ရဲရဲဝံ့ဝံ့နဲ့အကောင့်တွေပေါ်ခဲ့ကြတယ်။အဲ့တော့ကျမတို့ဟာဒီလုပ်တွေကိုဆက်လုပ်အောင်ပါမယ်။အခုကျမတို့ဖြစ်နေစီလော်တဲ့လုပ်ငန်းတွေကိုအတွေးခေါ်တဲ့တည်နဲ့ကျမတို့ကနေပြီးတော့ရင်ဆိုင်ရမယ်။လုပ်တဲ့လုပ်တိုက်တဲ့ဟာတွေကိုတတ်သိရှိရှိနဲ့လုပ်ရ။ကိုလုပ်ပြီးဆိုကြတဲ့ကြောက်တဲ့စိတ်နဲ့မဟုတ်ဘဲနဲ့အောင်မြင်ပါမလားဆိုတဲ့စိတ်နဲ့မဟုတ်ဘဲနဲ့အောင်မြင်သည်အထိလုပ်မယ်ဆိုတဲ့ခိုင်မာတဲ့စိတ်ဓာတ်တွေကျမတို့မှရှိဖို့လိုပါတယ်။အခုကျမတို့နိုင်ငံမှာဆိုလို့ရှိရင်အင်မတန်မှညီညွတ်ရေးကိုလိုအပ်နေပါတယ်။ညီညွတ်ရေးရှိဖို့ဆိုတာဟာလူတိုင်းဟာမိမိရဲ့နေရာမှာတရားမျှမျှတာတာနဲ့ရပ်တည်နိုင်တယ်ဆိုတဲ့ယုံကြည်ချက်ရှိဖို့လိုတယ်။အဲတိုင်းရင်းသားအားလုံးဟာမိမိတို့ကိုတရားမျှမျှတာတာနဲ့ဆက်ဆံမယ်ဆိုတာကိုယုံကြည်လို့ရှိလို့ရှိရင်ကျမတို့ညီညွတ်ဖို့မရကြအကြောင်းမရှိပါဘူး။ဒါကြောင့်ကျမတို့ရဲ့မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကတရားဥပဒေစိုးမိုးရေးကိုအင်မတန်မှအလေးထားတယ်ဆိုတာဒါပါလေ။ညီညွတ်ရေးရဲ့အခြေခံလိုအပ်ချက်တစ်ခုဟာတရားဥပဒေစိုးမိုးရေးပဲဖြစ်ပါတယ်။ဒါကြောင့်ကျမတို့တရားဥပဒေစိုးမိုးရေးအတွက်လုပ်သွားမယ်။ကျမတို့ညီညွတ်ရေးအတွက်လုပ်သွားမယ်။နောက်တစ်ခုလိုပါတယ်ညီညွတ်ရေးအတွက်ညီညွတ်ဖို့ရှာဖို့ဆိုတာဟာနေရာလိုပါတယ်။နေရာကျကျပြတ်မှာအားလုံးကနေပြီးဝင်ပြီးတော့လုပ်နိုင်ဖို့လိုပါတယ်။ကျမတို့ရဲ့နိုင်ငံရေးနယ်ပယ်ကိုကျင်းပြအောင်လို့လုပ်ထားလို့ရှိလို့ရှိရင်ညီညွတ်ရေးလမ်းကိုပိတ်ထားတယ်တူတူပါပဲ။ဒါကြောင့်ကျမတို့အားလုံးဟာညီညွတ်ရေးလမ်းကိုရှောင်နိုင်ဖို့အတွက်ကျမတို့ရဲ့နိုင်ငံရေးနယ်ပယ်ကိုကျေအောင်လုပ်ရမယ်။ကျမတို့အားလုံးဟာလက်တွဲပြီးလုပ်ရမယ်။အားလုံးဟာမျှမျှတတနဲ့တူကိုတူနားလည်မှုရှိရမယ်။ဒီလိုတချို့တွေကဆိုရင်ဒါရီဖြစ်နိုင်ပါမလားဆိုပြီးမေးတဲ့စကားတွေကျမတို့ကြားရတယ်။ဘယ်တော့ကြာပြီလဲရုပ်တံခဲ့တာဖြစ်နိုင်ပါမလား။အဲ့ဒီလိုပြောလို့မရပါဘူး။ကြာလားမကြာလားအဓိကမဟုတ်ပါဘူး။ကျမတို့လုပ်တဲ့ကိုင်တဲ့နေရာမှာမှန်ကန်ကန်လုပ်လားမလုပ်လားဆိုတာအဓိကမှန်ကန်ကန်လုပ်လို့ရှိလို့ရှိရင်ကျမတို့လူချင်းတဲ့ပန်းတိုင်ကိုရောက်သွားပြီးတော့အဲ့ဒီပန်းတိုင်ကကျမတို့မျောမှန်းတဲ့အတိုင်းပဲဖြစ်ပါလိမ့်မယ်။မှန်ကန်ကန်မလုပ်လို့ရှိလို့ရှိရင်အပေါ်ယံကြည့်တော့အခါကျတော့ကိုလိုချင်တဲ့ပန်းတိုင်ကိုမြန်မြန်ဆန်ဆန်ရောက်တယ်လို့ထင်ပေမဲ့ဒီပန်းတိုင်ဟာကျမတို့ဘူလာတုံးကမျောမှန်းတဲ့ပန်းတိုင်ကိုဟုတ်ချင်မှဟုတ်ပါတော့ပါဟုတ်ပါတော့ပါအများကြီးမဟုတ်တာဖြစ်ပါလေဘာဖြစ်လို့လဲဆိုတော့မမှန်ကန်ကြီးနဲ့လုံယူတဲ့ကိစ္စမှန်တယ်များဟာနောက်ဆုံးကြတော့မမှန်ကန်မဲ့ဆုံးရတာပါလေအဲ့တော့ကျမတို့အားလုံးဟာလက်တွဲပြီးတော့မှန်ကန်ကန်ကြီးနဲ့တကယ်ကိုညီညွတ်တဲ့ပြည်တော်စုကြီးတစ်ခုထူထောင်ဖို့ဒီနေ့ပြည်တော်စုတွေမှာတန်ဖိုးခံချဖို့လိုပါတယ်ဒီလိုပြည်တော်စုကြီးထူထောင်ဖို့ဆိုတာတိုင်းရင်းသားများအားလုံးပါဝင်ဖို့လိုပါတယ်ဒါကျွန်မထပ်ပြီးပြောပြတယ်တိုင်းရင်းသားတွေမှာလည်းဗမာတွေပါပါလိမ့်ဗမာတွေဆိုတာတော့အများစုဖြစ်တဲ့တိုင်းရင်းသားပဲအဲ့တော့ကျွန်တော်တို့အားလုံးဟာဒီနိုင်ငံမှာနေတဲ့တိုင်းရင်းသားလူမျိုးစုတွေပဲဖြစ်ပါတယ်အဲ့ဒီတိုင်းရင်းသားလူမျိုးစုတွေအားလုံးဟာကျမတို့ရဲ့လူချင်းတဲ့ပန်းတိုင်ကိုအောင်မြင်မြင်နဲ့ရောက်နိုင်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့တပ်ပြီးရှိဆက်ပြီးတော့သွားကြပါစို့လို့ကျွန်မဆန္ဒပြုနေနေဖို့ဖြစ်ပါတယ်